ရန်ကုန်မြို့အလိုတော်ပြည့်ကျောင်းတိုင်းမှာနှစ်တစ်နှစ်ရဲ့လစဉ်လာတိုင်းမှာလှူဒန်းမှုများကိုပြုလုပ်လို့ရှိပြီးဒီကနေ့မှာတော့ဆရာတော်ရှင်ကုမာရရဲ့မွေးနေ့နှစ်ဦးအလှူဖြင့်စွန့်စားစိန်လောင်းလူပွဲကိုကျင်းပခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျေးဇူးတော်ရှင်နော်အလိုတော်ပြည့်ဆရာတော်ပေါ့နော်အဘိဓိဇအိုက်ကမှာတရမဇောတိကအိုက်ကမှာပန္တိတာနိုင်ငံတော်သမ္မတကြီးနိုင်ငံဆွမ်းဆောင်ရေးစုရတဲ့ကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ဘုရားရဲ့ဥထိတ်ထားပြီးတော့ပရိယတိတသနာပฏิပတိတသနာကိုကျင့်အားထုတ်နေတဲ့တောသူစရဆန္ဒသားတွေရဲ့လည်းဆွမ်းဆောင်ခြင်းလောက်ဖြစ်ပါတယ်။နောက်ပြီးတော့ကြောက်ခဆိုင်တငယ်ခိုင်ကဆရာလေးတွေကိုလည်းပဲအကုန်လုံးဆွမ်းဆောင်ခြင်းပေါ့နော်အရှိခံစားကုန်လေးလူတန်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီဦးစိန်အနေဆရာတွေကိုပေါ့လေအကုန်လုံးဦးစိန်တို့တငယ်ခိုင်မှာရှိတဲ့ဟာကိုလည်းဦးစိန်မွေးနေ့မွေးရကုသိုလ်ဆက်အနေနဲ့နေပြီးတော့ဧပြီလ9ရက်နေ့မှာဦးစိန်မွေးဖွားတဲ့နေ့ပေါ့နော်ဒီနေ့မှာဦးစိန်အရှိခံစားကုန်တွေကိုပေါ့နော်အတက်နိုင်ဆုံးပေါ့နော်လူတန်းဖြစ်တာပေါ့နော်ဒီကူလာပြည့်နေ့မှာနေပြီးတော့ဒီအင်းစိန်ဘူအကျဉ်းထောင်ပေါ့နော်အဲ့မှာလည်းပဲအကျဉ်းသူအကျဉ်းသားအချို့သူအချို့သား12500ကိုနေပြီးတော့အာဟာရဒါနာဥစဉ်ကျွေးမွေးလူတန်းခဲ့ပါတယ်1389ခုနှစ်ကနေ1388ခုနှစ်သက်ကိုကူးပြောင်းရင်ပေါ့လေနှစ်သက်အတာတကြံပေါ့နော်ကူးပြောင်းပြီဆိုတဲ့ခါကျနှစ်သက်မှာနေပြီးတော့ဒီကဘာလုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားကဘာသူကဘာသားရယ်အေဂျင့်နဲ့ပေါ့နော်တသားအရာနဲ့အတာတကြံအေးမြတ်တို့ပေါ့နော်အေးမြပါစေလို့ဦးစင်းမွေးနေ့မွေးရကုသိုလ်ဆက်နေ့မှာနေပြီးတော့အတာတကြံနေ့ခါသမယမှာနေပြီးတော့အေဂျင့်တရားလာပါဆိုလို့ MRDP ကနေစူတမီတာပို့တာနဲ့နင်ကိုရှုပါအခုလိုလူဒန်းမှုများအတွက်ဝန်တာပီတီစကားသံများကိုလည်းကြားသိခွင့်ရရှိခဲ့ပါတယ်။လာစဉ်ဦးစင်းလူတိုင်းကိုဆရာလေးတို့ပါပါတယ်။ဆရာလေးတို့အပါ90အဲ့လိုအပါတရားအဲ့လိုမျိုးနဲ့ဆန်တို့စီတို့အဲ့လိုအလျှောက်ရှမ်းလေးတွေပေါ့အစုံပေါ့အသီးရွက်လေးတွေရောစုံပါတယ်တဲ့။ကျောင်းကနေပြီးတော့အဲ့လိုကားနဲ့ထွက်လာကားပြန်ဖို့အကုန်လုံးအပိုးအသေးတွေအကုန်လုံးပါပါတယ်။ဒီကပစ္စည်းလေးပါလဲအလူခံပြီးတော့ပြန်ရပါတယ်။ဒီလိုလာစဉ်လာတိုင်းအဲ့လိုပင်းပိတ်ပြီးလူတော်ဝမ်းသာပါတယ်ဆရာလေးတို့လည်းမေတ္တာပို့ပေးပါတယ်။ခုနေ့သားသမီးတွေအားလုံးကျမ်းမာချမ်းသာပါစေ။ဆရာတော်အဓိကလှူတာလေ။ဆရာတော်ကျွန်တော်တို့တပည့်တကာတွေကတော့တက်နိုင်တဲ့ဘက်ကပဲဖြည့်တာ။ဆရာတော်လိုက်ပြီးတော့ပါရမီဖြည့်တာမဆိုစလောက်ပဲ။တစ်စက်နဲ့ကံပြည့်တယ်လို့ပေါ့ဗျာ။စိုက်ကားသမားတွေဒီအခြေခံလူဒန်းစားတွေဒီလိုအခုဘယ်လောက်ပျော်စရာကြီးကြည့်။အားရစရာကြီး။နှစ်သက်မှာကျွန်တော်တတိုင်းပြည်လုံးကစီးလုံးညီညွတ်နေတိုးတက်ဖို့စ조사မယ်တတိုင်းပြည်လုံးကျမ်းမာချမ်းသာပါစေရဟန်းရှင်လူပြည်သူအားလုံးလည်းမေတ္တာပို့ပါတယ်ငြိမ်းချမ်းသာရပါစေပြည်ရင်းပြည်ပသာသနာပြုအလိုတော်ပြည့်ဆရာတော်ဘုရားကြီးအားမှုထားပြီးဆရာတော်ရှင်ကုမာရနဲ့အလှရှင်များစုပေါင်းကလစဉ်လာတိုင်းလူတန်းမှုများကိုဆောင်ရွက်ခဲ့ရာအခုဆိုရင်9နှစ်ခန့်ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်ရှင်